နားဆင်သူပရိသတ်တွေအားလုံးပဲပြန်လည်ကြိုဆိုပါရစေဗျ။မိုဟာမက်အလီရဲ့ The Greater Pocket Series အပိုင်းလေးကိုရောက်ရှိလို့လာခဲ့ပါပြီ။အပိုင်း3မှာတော့ professional လောကတွေကိုလိပ်ပြလို့ပြန်ပြားလို့တုတ်စတိုင်နဲ့ဝင်လာပြီးတော့လူမုန်းများတဲ့စိတ်သက်စစ်စင်ရင်တွေလုပ်ခဲ့တဲ့ Cassius Clay အကြောင်းပြောပြခဲ့ပြီးပါပြီ။ဒီနေ့တင်ဆက်မယ့်အပိုင်းလေးရဲ့ခေါင်းစဉ်ကတော့ကဘာကိုတုံလုံးစေခြင်းပဲဖြစ်ပါတယ်။အလီဘွားရဲ့ပထမဦးဆုံးကဘာချန်ပီယံဆုတိုက်ပွဲကြီးနဲ့အတူသူ့ရဲ့ပထမဦးဆုံးအချစ်ဦးအိမ်တော်ကြီးနောက်ွယ်စိတ်မကောင်းစရာအလှည့်ပြောင်းတွေကိုရင်ကုန်စိတ်လှုပ်ရှားပွဲနားဆင်ရမှာပါ1964ခုနှစ်အစောပိုင်းမှာကမ္ဘာဘောက်ဆင်လောကရဲ့ heavyweight ပလင်ပေါ်မှာစိုးစံနေတဲ့သူကတော့ Sonny Liston ဖြစ်ပါတယ်။ရာဇဝတ်မှုတွေနဲ့ထောင်ကျဖို့တဲ့သူဖြစ်ပြီးတော့နာမည်ကြီးမာဖီးယားဂိုင်းတွေရဲ့ကြောတောင်းနောက်ကန်ကိုယာထားတဲ့သူပါ။သူ့ရဲ့လက်သီးချက်တွေကကြောက်ခဲလို့မာကြောပြီးတော့မျက်လုံးချင်းစုံလိုက်တာနဲ့ပြိုင်ဘက်တွေကကြောက်တူးတုံသွားလေးရှိပါတယ်။သူကအရှေ့ရချန်ပီယံ Floyd Patterson ကိုပထမအချိန်မှာလည်းနှစ်ပွဲဆက်တိုက်အလဲထိုးပြီးကမ္ဘာချန်ပီယံဖြစ်လာခဲ့တာပါ။အဲဒီခေတ်ကသတင်းစာတွေရဲ့ကျွမ်းကျင်သူတွေကအသက်22နှစ်ပဲရှိသေးတဲ့ Cassius Clay ကို Liston နဲ့ထိုးရင်မနိုင်ဘူးဆိုပြီးတော့လောင်းကြီးထက်ခဲ့ကြပါတယ်။ဒီပါဇက်ပုံးနဲ့အာချောင်းတဲ့ကောင်လေးကျိုးဝိုင်းထဲမှာအသေးကောင်ဖြစ်တော်မယ်ဒီပွဲကလက်ဝဲပွဲမဟုတ်ဘူးလူသက်ပွဲဆိုပြီးသတင်းစာတွေကရေးကြတဲ့အထိ Cassius Clay ဘက်ကဘယ်သူမှမရက်တီခဲ့ကြပါဘူး I saw Sonny Liston a few days ago, Cassius. Ain't he ugly? He's too ugly to be the world's champ. The world's champ should be pretty like me. ဒါပေမဲ့ Cassius Clay ကမကြောက်တဲ့အပြင် Sonny Liston ကိုအယူလို့ဖို့ view ဟာတွေစင်မာတော့တယ်သူက Basker OE ကို Cassius Clay World Most Colorful Fighter လို့စေးတော့ပြီး Miami မှာရှိရဲ့ Liston ရဲ့လေ့ကျင့်ရေးစခန်းအိမ်ရှိအထိမောင်းသွားခဲ့ပါတယ်။ညတကောင်အချိန်မှာကားဟိုးတွေကို Desert D အော်ဟစ်ပြီးတော့ရုပ်ဆိုးတဲ့ဝက်ဝီမင်းုံကကြိုးဝိုင်းထဲမှာအသေးတက်ပြမယ်အခုထွက်လာခဲ့တဲ့ဆိုပြီးသွားဆဲနေတာပါ။ပွဲမတိုင်ခင်ဆေးစစ်တဲ့နေ့မှာလဲ Cassius Clay ကအယူတယောက်လိုမျိုးအော်ဟစ်ခုန်ပေါက်ပြီးတော့ Sonny Liston ကိုလက်ညှိုးထိုးဆဲဆိုခဲ့လို့ဆရာဝန်တွေကသူ့ရဲ့သွေးဖီအောင်တိုင်းတဲ့အခါမှာပုံမှန်တက်2ဆလောက်တက်နေတာကိုတွေ့ရပါတယ်။ဆရာဝန်တွေကဒီကောင်လေးကြောက်လို့ယူသွားပြီလို့ထင်ခဲ့ကြပေမဲ့တကယ်တော့ဒါစိတ်အာရုံနောက်သွားအောင်လုပ်တဲ့အလီရဲ့ပြိုင်ဘက်ကင်းပြဆက်တစ်ခုပဲဖြစ်ပါတယ်။ I'm gonna show you how great I am. 1964ခုနှစ် February 25ရက်နေ့ Florida ပြည်နယ် Miami ကမ်းခြေကျိုးဝိုင်းထဲမှာသူတို့နှစ်ယောက်ရင်ဆိုင်မိကြပါပြီ။ပထမဆုံးခေါင်းလောင်းတန်မိလိုက်တာနဲ့ Sonny Liston က Cassius Clay ကိုအသေးသက်မဲ့အရှိန်နဲ့ရှေ့တိုးထိုးနှက်ပါတယ်။ဒါပေမဲ့ Cassius Clay ကသူ့တဲ့အစမတန်မြန်နေတယ်။ Cassius Clay ကကျိုးဝိုင်းပတ်လည်မှာဝဲပြန်နေပြီးတော့ Sonny Liston ရဲ့လက်သီးပြင်းကြီးတွေကိုလေထဲမှာပဲကြံခဲ့အောင်ရှောင်ပြသွားပါတယ်။ပြီးရင်ညာလက်သီး jab တွေနဲ့ Sonny Liston ရဲ့မျက်နှာကို Desert ထိုးနှက်ပါတယ်။တတိယအချီရောက်တဲ့အခါမှာ Liston ရဲ့မျက်လုံးအောက်မှာသွေးရည်စီးကျလာပါတယ်။ Sonny Liston ဘဝမှာဒီလိုမျိုးတစ်ခါမှမခံရဘူးပါဘူး။ဒါပေမဲ့စတုဒ္ဒအချီပြီးလို့ Cassius Clay ကသူ့ရဲ့ကျိုးဝိုင်းတောက်မှာပြန်ထိုင်နေတဲ့အချိန်မထင်မှတ်ထားတဲ့အန်နီတစ်ခုကြုံရပါတယ်။ Cassius Clay ရဲ့နီးပြ Angelo Dani ကိုអော်ပြီးပြောပါတယ်။ကျွန်တော်မျက်လုံးတွေဘာမှမမြင်ရတော့ဘူးဆက်လုံးလုံးသေးတော့မယ်ကျွန်တော်လက်အိတ်ကိုချုပ်ပေးပါငါပွဲနာတော့မယ်ဆိုပြီးပြောပါတယ်။ Sonny Liston မိပြတွေကမျက်လုံးကွဲဒဏ်ရာတက်တာကိုတုပ်ပေးထားတဲ့ဓာတုဆေးရည်တစ်မျိုးကမတော်တဆမျက်လုံးထဲဝင်သွားတာဖြစ်နိုင်ပါတယ်။အဲ့ဒီဆေးတွေကအလီရဲ့မျက်လုံးထဲဝင်ပြီးတော့မျက်စိကအရန်ပူလာပြီးတော့ဆက်ဖြစ်လာတာဖြစ်ပါတယ်။ပြင်စမအကြီးခေါင်းလုံးတီးကိုစက္ကန့်ပိုင်းပဲလိုပါတော့တယ်။နီးပြကြီး Angelo Dani ကအလီကိုအရှုံးမပေးခိုင်းပဲရေဆေးပေးပြီးကျိုးဝိုင်းနဲ့အတင်တိုးပို့လိုက်ပါတယ်။ဒါကကမ္ဘာချန်ပီယံပွဲကခန့်ရှက်ရကျိုးဝိုင်းနဲ့ပြေးဝင်ပြီးတော့မင်းမျက်လုံးတွေပွင့်လာတဲ့ဒီရှောင်းနေလိုက်လို့ပြောပါတယ်။ပြင်စမအချိန်မှာအလီကမျက်စိမမြင်မကန်းတဲ့ Sonny Liston လက်သီးတွေကိုပတ်ပြီးရှောင်ခဲ့ရပါတယ်။ဒါက boxing သမိုင်းမှာအံ့ဩစရာအကောင်ဆုံးခုခံမှုဖြစ်ခဲ့ပါတယ်။စထမအချိန်ရောက်တဲ့အခါမှာအလီမျက်လုံးထဲကဆေးတွေဆင်သွားပြီးတော့အမြင်အာရုံပြန်ပွင့်လာခဲ့ပါတယ်။အလီကဒေါသတကြီးနဲ့ Sonny Liston ကိုကြက်ပြန်မတက် Desert ထိုးနှက်ပါတော့တယ်။တထမအကြီးစတင်ဖို့ခေါင်းလုံးတီးတဲ့အချိန်မှာတကဘာလုံးစွန့်ရသွားတဲ့မြင်ကွင်းကိုမြင်လိုက်ရပါတယ်။ Sonny Liston ကပခုံးထန်ရသွားတာရောစိတ်ထက်ကျသွားတာရောကြောင့်သူ့ရဲ့ခုံကနေပြန်မထတော့ဘဲနဲ့အရှုံးပေးလိုက်ပါတယ်။အသက်22နှစ်အရွယ် Cassius Clay ဟာအသစ်ဆက်ကမ္ဘာ Heavyweight Champion ဖြစ်လာခဲ့ပါပြီ။ကျိုးပေါ်ခုန်တက်ပြီးတော့သတင်းတောက်တွေကိုလက်ညှိုးထိုးပြီးတမိုင်းဝင်စကားတွေပြောခဲ့ပါတယ်။ I talk to God every day. If God's with me, can't nobody be against me. I shook up the world. I shook up the world. I am the king of the world. Hold it. I'm pretty. Hold it. You're not that pretty. I'm a bad man. Wait. I shook up the world. I shook up the world. I shook up the world. ကမ္ဘာချန်ပီယံဖြစ်ပြီးတဲ့နောက်မှာသူ့ရဲ့အားကစားဘဝတွေမကဘဲနဲ့ပုဂ္ဂိုလ်ရေးအခြေရေးဘဝမှာအပြောင်းလဲကြီးဖြစ်လာခဲ့ပါတယ်1964ခုနှစ်ဇိုလိုင်လမှာအလီကအလွန်လှပပြီးစွဲဆောင်မှုရှိတဲ့ကော့တေးအဖျော်ရမကဆက်သူမော်ဒယ်မာလေးစွန်ဂျီရိုင်းနဲ့စတင်ဆုံတွေ့ခဲ့ပါတယ်။အလီရဲ့စွန်ဂျီကိုမြင်ချင်းအသေးဆွဲချစ်မိသွားခဲ့တာပါ။သူတို့ဆုံတွေ့ပြီး41ရက်မြောက်1964ခုနှစ်ဩဂတ်လ14ရက်နေ့မှာပဲမမျှော်လင့်မဲ့အလင်းမြန်လက်ထပ်လိုက်ပါတယ်။
အလီကသူ့ရဲ့ဇနီးကျော်လေးကိုအသေးဆွဲချစ်ရှာပြီးတော့ကဘာလှဲ့တဲ့နေရာတွေပွဲတွေစီကိုအမြဲလက်တွဲပြီးခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီအချစ်ဇလန်းရဲ့နောက်ွယ်မှာကြီးမားတဲ့အရေးမဲကြီးတစ်ခုကပ်ပါလာခဲ့ပါတယ်။အဲ့ဒါကတော့အလီတိတ်တိစိတ်ဝင်ရောက်နေတဲ့လူမဲအစ္စလမ်အဖွဲ့အစည်းရဲ့ PR တွေပဲဖြစ်ပါတယ်။ NOI အဖွဲ့ရဲ့စီးကမ်းတွေအရာအမျိုးသမီးတွေကခန္ဓာကိုယ်အလှပဖော်ပြတဲ့အဝတ်အစားတွေမဝတ်ရဘူး။အစ္စလမ်ရိုးရာဝတ်စုံတွေကိုပဲဝတ်ရမယ်လို့ကန့်သတ်ထားပါတယ်။အလီကဆိုညီကိုအစ္စလမ်ဘာသာထဲဝင်ဖို့နဲ့အဝတ်အစားစတိုင်တွေကို NOI စီးကမ်းတိုင်းပြောင်းလဲဝတ်ဆင်ဖို့ဖိအားပေးလာခဲ့ပါတယ်။ဒါပေမဲ့လွတ်လပ်ပြီးခက်ဆန်တဲ့ model မှာလေးဆိုညီကဒါကိုပြင်းပြင်းထန်ထန်ငြင်းဆန်ခဲ့ပါတယ်။ဒီလိုဘာသာရေးအယူအဆကွဲလွဲမှုတွေ NOI အဖွဲ့ရဲ့ဂျားညံ့သွေးထိုးမှုတွေကြောင့်သူတို့ရဲ့အိမ်တော်ကြီးကနေ့စဉ်နဲ့အမျှရံမွဲတွေနဲ့စုညံလာပြီးတော့နောက်ဆုံးမှာလက်ထပ်ပြီးတစ်နှစ်ခွဲအကြာ1966ခုနှစ်ဇန်နဝါရီလမှာပဲကွာရှင်းပစ်ဆဲခဲ့ကြပါတယ်။ဒါကအလီရဲ့ဘဝမှာပထမဆုံးအသေးကွဲခဲ့ရတဲ့ပုံကိုယ်ရေးဇလန်းလေးတစ်ခုပါ။နားဆင်သူပြည်သက်တို့ခင်ဗျာကမ္ဘာ heavyweight champion လည်းဖြစ်အိမ်တော်ကြီးအဆင်မပြေမှုတွေလည်းကြုံနေရတဲ့ Cassius Clay ရဲ့ဘဝအခုဆိုရင်လုံးဝဇောက်တိုးမျိုးမျိုးပြောင်းလဲဖို့အချိန်တန်လာပါပြီ။သူက Sunny Listing ကိုနိုင်ပြီးနောက်တစ်နေ့မှာပဲဘာလုံးကိုတုံလို့စေမယ်ဘာသာရေးနဲ့နာမည်ပြောင်းလဲမှုကြေညာချက်ကြီးတစ်ခုကိုထုတ်ပြန်လိုက်ပါတယ်။သူ့နာမည်က Cassius Clay မဟုတ်တော့ဘူး။ဒါကလူမျိုးတွေပေးထားတဲ့ကြုံနာမည်လို့ကြေညာခဲ့ပါတယ်။ That's the name given to me by my leading teacher, the Honorable Elijah Muhammad. That's my original name. That's a black man named Cassius Clay was my slave name. I'm no longer a slave. သူ့ကို Nation of Islam အဖွဲ့ရဲ့ခေါင်းဆောင်ကြီး Elijah Muhammad ကနာမည်အသစ်တစ်ခုပေးလိုက်ပါတယ်။အဲ့ဒီနာမည်ကတော့ Muhammad Ali တဲ့အလီက Nation of Islam တွေကိုဘယ်လိုလှုပ်ဝက်ဝင်ရောက်ခဲ့တာလဲ။သူ့ရဲ့ဘဝကိုတွန်းလှုပ်ပေးခဲ့တဲ့ကဘာကျော်လူထုခေါင်းဆောင် Malcolm X နဲ့ရောဘယ်လိုညီကိုတွေလိုရင်းနှီးခဲ့ကြပြီးနောက်ပိုင်းမှာဘာကြောင့်ရင်းနှင်းစရာကောင်းလောက်အောင်လမ်းခွဲစွန့်ပယ်ခဲ့ကြတာလဲ။ဒီလိုစိတ်လှုပ်ရှားပြီး drama ဆန်စရာကောင်းလာတဲ့သမိုင်းဝင်နောက်ွယ်ကအကြောင်းအရာတွေကိုတော့အပိုင်းကလှုပ်ဝက်စုံစင်းမှုနဲ့ကလာကနောက်ွယ်က Malcolm X မှာဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့အတွက်တော့ကဘာကိုတုံလုံးစေခဲ့တဲ့ကဘာချန်ပီယံအလီရဲ့ဇလန်းကိုဒီမှာပဲနားခွင့်ပြုပါဗျာ။